ီးတွေမသွားဖြစ်ဘူးဆိုတော့ရန်ကုန်မြို့ထဲကကော်ဖီဆိုင်လှလှလေးတွေမှာလိုက်ပတ်ထိုင်ဖြစ်တယ်ဒီဆိုင်လေးက Facebook ပေါ်မှာတွေ့တော့သူ့ရဲ့ activity လေးတွေသူ့ရဲ့ decoration လေးတွေကိုသဘောကျလို့ဆိုပြီးတော့မှလာခဲ့တယ်ဒီဆိုင်ကတောင်ကလာသူ့မင်္ဂလာလမ်းမပေါ်ပေါ့နော်လမ်းမပေါ်မှာမြို့ရဲဘက်ကလာမယ်ဆိုလို့ရှိရင်ဒီရတနာလမ်းကျော်တာနဲ့ညာဘက်ချမ်းလေးမှာရှိရပေါ့နော်နှစ်ထပ်အိမ်လေးကားပါကင်လည်းအဆင်ပြေတယ်အထဲကိုဝင်လိုက်တာနဲ့ခုနကတွေ့ခဲ့သလိုပဲတစ်ပင်လေးတွေနဲ့စိမ့်ဆူဆူလေးတွေနဲ့ decoration လေးတွေကလည်းအရင်စိတ်ဝင်စားဖို့လည်းကောင်းတယ်ဒီမှာက activity လေးတွေနဲ့လက်မှုပစ္စည်းလေးတွေလည်းရောင်းပေးတယ် activity ဆိုတာကဒီပကြီးပေါ့နော်ပကြီးလေးတွေဆွဲလို့ရတယ်အခုကတော့ဆေးတွေကုန်နေလို့ဆိုပြီးတော့မှပေးပြီးတော့မဆွဲပေးဘူးပေါ့နော်ဒီခါလေးကြားလို့ရှင်လဲဒီဈေးပွဲတော်လိုဟာမျိုးလေးပေါ့အစားတောက်တွေရောင်းတဲ့ဟာမျိုးလေးတွေလည်းလုပ်ပေးတယ်လူငယ်တွေတော်တော်သဘောကျမဲ့နေရလေးလူငယ်တွေသဘောကျလို့ဒီဆိုင်ကရှုပ်ရှက်ဖြစ်မှာပဲလို့တော့မထင်လိုက်နဲ့အပေါ်တက်ကလည်းတော်တော်အေးအေးဆေးဆေးလေးနဲ့အလုပ်အေးဆေးထိုင်လုပ်လို့ရတဲ့နေရာပေါ့နော်ဒါမှမဟုတ်လေကိုယ့်ရဲ့မိတ်ဆွေတွေနဲ့စကားထိုင်ပြောလို့ကောင်းတဲ့နေရာလေးတွေပေါ့ဆိုင်ရှင်တွေကိုလည်းဝင်နှုတ်ဆက်ခဲ့သေးတယ်ဒါကခုနကကျွန်မပြောတဲ့အပေါ်တက်က AACC လေးနေလို့ရတယ်ဆိုတဲ့နေရာလေးပေါ့နော်နောက်ခံတချင်းအေးလေးဖွင့်ပေးထားတယ်သူကော်နာနဲ့သူဆိုတော့လေကိုကကို AACC စကားပြောလို့ကောင်းတဲ့နေရာလေးဒီနေရာလေးကိုသဘောကျတယ်ဘေးက lighting လေးနဲ့အနောက်က decoration လေးနဲ့လေတော်တော်အဆင်ပြေဝရဏအထိလည်းထွက်ကြည့်ခဲ့တယ်ဝရဏမှာတော့နေမပူရင်တော့အဆင်ပြေတယ်ထိုင်လို့ကောင်းတယ်ပြင်ရှုကင်းလေးကိုကြည့်ရတာပေါ့နော်ဒါကခုနကပြောတဲ့အထည်ရှုကင်းကိုထိုင်တဲ့နေရာလေးတွေမှာလည်းတပုံရိုက်လို့လောက်အောင်လို့ဆိုပြီးတော့မှသူအဲ့လို decoration လေးလုပ်ပေးတာလက်ပတ်ကြည့်ပြီးပြီဆိုတော့အစားစားတော့မယ်စားစောက် menu လေးတွေကလေစိတ်ဝင်စားဖို့ကောင်းတယ်လူငယ်ဆန်ဆန်ပဲပြီးတော့သူကမြန်မာအစားအစာကိုနည်းနည်းလေး upgrade လုပ်ထားတယ်ဆိုတော့လေအစားတောက်လေးတွေကလည်းစမ်းစားကြည့်မယ်ဆိုလို့ရှိရင်တော့စိတ်ဝင်စားစရာကောင်းပါတယ်ကိုကတော့ coffee ချစ်သူမို့လို့ cappuccino လေးတောက်မယ်တကြားဘူးလေးကအရန်ချစ်ဖို့ကောင်းတယ်ကတူဆိုင်ရဲ့ signature the plant house သမင်းကျော်ပေါ့အရသာလေးလည်းကောင်းတယ်အနက်မွေးမွေးလေးနဲ့စားလို့တန်ပါတယ်ပြီးတော့8 dark စားချင်တာနဲ့ coffee နဲ့တောက်လိုက်တယ်နောက်တော့ဒီခေါ်ပုတ်ကလေးအရန်ကြိုက်တယ်အဲခေါ်ပုတ်ကိုဘရာကျော်နဲ့ကပ်ပြီးကြော်ထားပါเนาะပြီးတော့ sauce 3မျိုးပေးတယ်အဲ့တော့တစ်မျိုးချင်းစီရဲ့အရသာလေးတို့တီးအောင်လို့ဆိုပြီးတော့ mayonnaise လေးနဲ့လည်းစမ်းစားကြည့်ခဲ့တယ်နောက်ဒီစီတိုဟူးနဲ့လည်းစားခဲ့တယ်တိတ်မကြိုက်ဘူးဘရာကျော်အရသာနည်းနည်းပိုများတဲ့ခါကျတော့လေအချင်းရင်လေးနဲ့ပို့လိုက်တယ်ဒါပေမဲ့ကိုကခေါ်ပုတ်တီးတဲ့ပေါ့နော် classic လေးစားချက်နာဆိုတော့ဒီလိုမျိုးရောပြီးတော့စားနေတဲ့ဟာကိုတိတ်ပြီးတော့မကြိုက်ခဲ့ဘူးစားတောက်ပြီးသွားပြီးအချိန်နဲ့ကြာပြီဆိုတဲ့ခါကျတော့လက်ဆေးဖို့ဆိုပြီးတော့ပေါ်တက်ခဲ့တယ်ဒီဆိုင်ဒီဇိုင်းရဲ့နောက်ဆုံးတန်ရှင်းမှုပေါ့နော်ဘယ်လိုရှိလဲဆိုတဲ့ဟာကတန်းစင်ခန်းကလည်းပြတယ်ပေါ့ဒီတန်းစင်ခန်းမှာသူကဒီ recycle ဖြစ်အောင်လို့အဝတ်လေးတွေထားပေးထားတာကိုလည်းတော်တော်သဘောကျတယ်တကယ်လို့စိတ်ဝင်စားတဲ့တပုံရိုက်ချင်တဲ့ဆိုလို့ရှိရင်เนาะ The Plant House ကိုသွားခဲ့အောင်เนาะ